ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဦးသိန်းဝင်းအောင်ပါဆရာကြီးဦးသိန်းဝင်းအောင်ဟုတ်ကဲ့54နှစ်ပါဆရာကြီးဟုတ်ပြီဖအန်းနဲ့လက်ဖက်ရည်ဆိုင်အလုပ်လုပ်ပါတယ်တဲ့ဟုတ်ပြီဆရာကြီးခမညာတဲ့အလုပ်ကတဲ့မတ်တက်ရဲ့အလုပ်လုပ်ရတာများပါတယ်ဟုတ်ပြီလက်ဖက်ရည်လဲဆိုင်ဆိုအနည်းဆုံးမီးမှာပေါ့သမီးရဲ့နော်ဟုတ်ကဲ့ပါဆရာလက်ဖက်ရည်ကော်ဖီကသူမဖြစ်မနေတောက်ရတော့မှာနော်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ပြီလုပ်သက်က30ရှိပါပြီတဲ့ဟာအသက်ကလုပ်သက်သူ့အသက်က54နှစ်54ဆို24တွေကလုပ်တာပါအရွယ်ကောင်းလုပ်တာဟုတ်ပြီဝါရင်ပုတ်ကိုပေါ့ဟုတ်ကဲ့ဖြစ်နေတာကတော့တဲ့ခြေထောက်တွေမှာတဲ့သွေးကြောထုံးနေလို့တဲ့လမ်းညွန်ပေးပါခင်ဗျာဟုတ်အဲ့ဒါမတက်ရထားများလို့ဟုတ်ကဲ့ပါဆရာကြီးမတက်ထားများတော့ထိုင်ကုန်လေးလေဟုတ်ကဲ့ပါဆရာအခုဆိုပေါ့ပေါ့အခုဆရာဒီဘေးကပလတ်စတစ်ခုမျိုးလေးရှိရမလားဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါမျိုးလေးပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အားရင်ထိုင်လိုက်တာပေါ့ဟုတ်ကဲ့ပါလှုပ်ဆက်ရထားလုပ်တယ်ပေါ့ဟုတ်ကဲ့ပါဒါမျိုးလေးထိုင်တာလူလည်းမသိဘူးလေဟုတ်ကဲ့ပါအဲ့တော့မိတ်ဆွေတယောက်ကတော့ညံရှိတယ်ဗျာသိလားသူကပြောတော့ကိုတော့အကြံရတယ်ဟုတ်ကဲ့ပါအဲ့ဒါအကြံပေးလိုက်အောင်မယ်လို့နော်သူကဘာလို့ဆိုအဲ့ဒီခုံလေးကိုလေကျိုးနဲ့ချီတယ်ရွှေပုတ်ပစိုးမှချိတ်ထားတာပစိုးမှချိတ်ထားဟုတ်ကဲ့ပစိုးမှအစင်းသေးချိတ်ထားတာနော်ဟုတ်ကဲ့အစင်းချိတ်ထားတော့သူသွားတဲ့နေရာလေးမလားဒါလေးကပါတယ်ထိုင်နေလဲဝေးခုံရှာနေရသေးတယ်တမ်းပြီးတော့ထိုင်လိုက်တာပါလားမတက်ရက်တာအချိန်နေသွားတာပေါ့ဟုတ်ကဲ့ပါဆရာအဲ့တော့ဘာဖြစ်ဆိုအောက်ပိုင်းတစ်ပိုင်းလုံးမှာမတက်တကူလုံးရဲ့ဝေးကဖိထားတာပေါ့ဟုတ်ကဲ့ပါဆရာကြီးဝေးဖိပါကတနေ့လည်းမဟုတ်တပတ်လည်းမဟုတ်တလလည်းမဟုတ်ကြာတော့နှစ်30တဲ့ဒံပေါ့သမီးဟုတ်ကဲ့ပါဆရာအဲ့ဒါလေးပြင်လိုက်ရင်ကိုအများကြီးကောင်းမှာပါဟုတ်ကဲ့ပါနောက်စီးတဲ့ဖက်ကိုတော့ဆရာလည်းစီးသူအကြံပေးပါတယ်ခုခေတ်နော်ကြမ်းမရေးဖက်မျိုးဘူးလေးတွေပါတဲ့ဖက်ကိုရွေးစီးပါဟုတ်ကဲ့ပါဆရာနောက်ရေချိုးတိုင်းခြေပွားနဲ့လက်ဖွားကိုရေစွတ်အလျားလိုက်စားနဲ့အကြိမ်90ပို့ပြီးမှရေချိုးပါဟုတ်ကဲ့ပါဆရာနောက်အိတ်တဲ့အခါတိုင်းအိတ်မပြောမီလေးပေါ့နော်ဟုတ်ကဲ့ပါဆရာဖက်ကောင်းရှိဖက်ကောင်းမော်ချော်လေးတင်ဂရင်ပေါင်ရှိဂရင်ပေါင်လေးပေါ်တင်ဘေးမှာအတူအိတ်တဲ့လို့ရှိရင်အတူအိတ်တဲ့လေးပေါ်မှာခြေထောက်လေးတင်ပြီးအိတ်ပြော်ရဲကြာတော့ပြီးတာပေါ့ဟုတ်ကဲ့ပါဆရာနိုးလိုက်အဲ့ဒါပေါ်ပါသွားလိမ့်မယ်ဟုတ်ကဲ့ပါဆရာအဲ့လိုပြင်လိုက်တာနဲ့ကိုတက်တာသွားပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာရှင်အားလုံးအစာဝအနာကင်ဘုရားရှင်ကြပါစေဘေးအမျိုးမျိုးရန်အသွဲအန္တရာယ်အဖို့မို့စိတ်ဆင်းရဲမှုစုစုပိန်ကြဘက်တွင်ရေမတင်သလိုကင်းပါကြပါစေကောက်ကျစ်တတ်သူညူစုတတ်သူစောင်းမြောင်းတတ်သူများနဲ့လည်းကင်းလွတ်ပါစေဒုက္ခိအတ္တနံပရိဟရန္တုဒုက္ခိအတ္တနံပရိဟရန္တုဒုက္ခိအတ္တနံပရိဟရန္တုမိမိခန္ဓာကိုမိမိတလန်လောင်းရှိတဲ့ခန္ဓာကိုချမ်းချမ်းသာသာရွတ်ဆောင်နိုင်သောပုဂ္ဂိုလ်များအမျိုးကောင်းသားအမျိုးကောင်းသူများဖြစ်ကြပါစေလို့မေတ္တာပို့ပါတယ်ပေးတဲ့ဆုနဲ့ပြရပါလို့ဆရာကြီး